စားတွေအများကြီးမထည့်မိဖို့တော့ကြံပေးခြင်းနဲ့ကျန်တာကတော့ထွေထူးမှာစရာအကြောင်းတော့တိတ်တော့မရှိပါဘူးဟင်းချိုရင်းနဲ့ပတ်သက်ရင်တော့နော်အဲ့တော့ရေကိုစမစတောက်တဲ့အကျင့်လေးကိုစလုပ်ပေးပါကဲအဲ့ဆိုရင်ကျွန်တော်တို့ကဘာတွေရှောင်ရမလဲရှောင်တဲ့တဲ့အစားအစာတွေရှိပါတယ်ရှောင်တဲ့အစားအစာတွေကဘာတွေလဲဆိုတော့အရန်ဆက်လွန်းတဲ့အစားအစာတွေအရန်ဆက်လွန်းတဲ့အစားအစာတွေကကြတော့ဘာကြောင့်မစားခိုင်းတာလဲဆိုတော့လေဆက်လွန်ကြည့်ရင်နောက်ဆက်တွေမှာဗိုက်တွေနာလာမယ်တချို့ကြောက်လဲဆက်ပြီးတော့ငရုတ်တိကမတန့်တော့ဝင်းနေလျှောလာမယ်အဲ့တော့ကင်ဆာကုနေတဲ့ကာလမှာဥထူးသဖြင့်ကင်ဆာကိုကီမိုဆေးသွင်းနေတဲ့ကာလနော်ကီမိုသွင်းနေတဲ့ဆေးသွင်းပြီးကုနေတဲ့ကာလမှာဆိုရင်ကျွန်တော်တို့ခန္ဓာကိုယ်ကြီးကဘာဖြစ်လဲဆိုတော့ကိုယ်ခံအားကျတာတယ်ဒီကီမိုဆေးတွေကကိုယ်ခံအားကိုအရင်ချပြီးတော့မှကင်ဆာကိုတိုက်ထုတ်တာပေါ့နော်အလွယ်ပြောရင်အဲ့တော့ကိုယ်ခံအားအရင်ကျနေတယ်ကိုယ်ခံအားအရင်ကျနေတဲ့အချိန်မှာဆက်လွန်အားကြီးတဲ့အစားအစာတွေစားလိုက်တဲ့အချိန်ကျရင်အထူးသဖြင့်အခုလိုမျိုးအရန်ပူနေတဲ့အချိန်မှာဆက်လွန်အားကြီးတဲ့အစားအစာတွေစားလိုက်တဲ့အချိန်ကျရင်နံပါတ်1ချွေးတွေအရန်ထွက်ပြီးတော့လူကမူးမေ့တယ်လို့ဖြစ်လာနိုင်တယ်နံပါတ်2ကန်ဒီဆက်တဲ့အစားအစာငရုတ်သီးတွေကမတန့်ခဲ့ရင်ဝင်းလျှောနိုင်တယ်အဲ့တော့ဝင်းလျှောနိုင်တော့ဘာဖြစ်လာမလဲဆိုတော့ဆေးသွင်းတဲ့နေရာမှာတွားပြီးတော့အနှောက်အယှက်ဖြစ်စေတယ်လူကကိုခံအားနည်းနေလို့ဒီနေ့တော့ဆေးသွင်းလို့မရဘူးကြုံမှုကြမှာပါတချို့တွေဒီသွေးအားမကောင်းနေလို့နော်သွေးတွေကသွေးဖြူအားမကောင်းလို့ဒီနေ့တော့ဆေးသွင်းလို့မရဘူးနောက်ပတ်ပြန်ချင်းလိုက်တယ်ဒီလိုမျိုးကိုယ့်ရဲ့ဆေးကုသမှုတွေကိုနှောင့်နှေးသွားစေနိုင်တဲ့အတွက်ကြောင့်အရန်ဆက်လုံးနိုင်မစားခိုင်းတာဒါပေမဲ့တော်ရုံအဆက်လေးတွေစားလို့ရတယ်အိမ်မှာဟိုဟင်းလေးချက်တဲ့အဆက်ကလေးနည်းနည်းထည့်မယ်ရတယ်ဆက်ပြဲနေတာမျိုးပြောတာကျွန်တော်ဆိုလို့ကြအောင်အရန်ဝင်ရုပ်သီးတွေအများကြီးနဲ့ဆက်ပြဲပြီးတော့စားလိုက်တာနဲ့ကိုမစားခင်နဲ့ဘိုက်နာခြင်းနေပြီအဲ့လိုပုံစံမျိုးတွေနဲ့တော့မစားခိုင်းဘူးတော့เนาะတော်ရုံဆက်တာတော့ကတော့ကျွန်တော်တို့တာမန်လူတွေစားသလိုမျိုးစားခွင့်ရှိပါတယ်เนาะနောက်တစ်ခုကျငံလုံးနဲ့စားကြတော့သွေးတိုးမှဆိုလို့ပါဘာကြောင့်လဲဆိုတော့သွေးတိုးတာတာမန်လူတွေလည်းငံလုံးနဲ့စားကိုကျွန်တော်တို့မစားခိုင်းဘူးအထူးဖြင့်ကင်ဆာဝေဒနာရှင်တွေမှာဆိုရင်သူတို့ကိုကုတဲ့ဆေးထဲမှာကျွန်တော်တို့ steroid တွေပါတယ်เนาะ steroid ဆေးတွေပါပါတယ်အဲ့ steroid ဆေးတွေကဘာဖြစ်စေလဲဆိုတော့လေ तू ကသွေးတိုးစေတယ်เนาะသွေးတိုးစေနဲ့အနိသင်ရှိတယ် side effect အနေနဲ့သွေးတိုးစေနိုင်တယ်အဲ့တော့ဒီ steroid ဆေးတွေတောက်လို့သွေးတိုးသွားတာလေကိုကလည်းအငံနေစားပြီးတော့သွေးတိုးတာနဲ့ပေါင်းရင်ပိုဆိုးသွားမှာဆိုလို့ငံလုံးနဲ့စားတွေမစားခိုင်းဘူးတာမန်လူတွေမှာလည်းကျွန်တော်တို့ငံနဲ့စားတွေကျွန်တော်တို့ကမစားခိုင်းပါဘူးနောက်ကအစီများလွန်းတဲ့အစားအစာတွေအစီများလွန်းတဲ့အစားအစာတွေကကြတော့အစာမကြေဖြစ်မှာဆိုလို့ပါเนาะကင်ဆာသွင်းနေတဲ့ဆေးသွင်းနေတဲ့သူတွေမှာပုံမှန်တိုင်းတော့မှအစာတိတ်မစားခြင်းဘူးအစာတွေပြတ်တယ်အစာစားခြင်းစိတ်တွေပြတ်တယ်အစာစားခြင်းစိတ်ပြတ်နေတဲ့သူတွေမှာအစီများလွန်းတဲ့အစာတောင်မှစီကြော်တွေစီပြန်ရင်းတွေကိုဝေ့နေအောင်ချက်ပြီးတော့စားလိုက်တယ်ဆိုရင်ပြီးတော့အစာမကြေတော့ပြန်အန်ထွက်တော့အစာစားခြင်းစိတ်ပြန်ပြောက်အဲ့ဒါနဲ့တန်တရားလဲသွားမှာဆိုတဲ့အတွက်ကြောင့်စီများလွန်းတဲ့အစာအစာတွေစီတွေဣနေတဲ့အစာအစာတွေကိုတတ်နိုင်သမျှရှောင်ခိုင်းလိုက်တယ်။ဘာကြောင့်လဲဆိုတော့အစာမကြေပဲနဲ့အော့အန်တာတွေပါဖြစ်ကုန်မှာစိုးလို့ဆိုတာတောက်ပါနော်။ဆက်လွန်းတဲ့အစာအစာစားလို့လည်းကင်ဆာပိုမကြီးပါဘူး။ငံလွန်းတာစားလို့လည်းကင်ဆာပိုမကြီးပါဘူး။စီများလွန်းတဲ့အစာအစာစားလို့လည်းကင်ဆာပိုမကြီးပါဘူး။ဘာကြောင့်ကျွန်တော်ပြောနေတာလဲဆိုတော့ဒီဟာတွေကစားလိုက်တဲ့အချိန်မှာဆေးကုတဲ့နေရာမှာအနှောက်အယှက်ဖြစ်စေမှာဆိုလို့ရှော့စားခိုင်းတာရှောင်ခိုင်းတာပဲဖြစ်ပါတယ်နော်ကင်ဆာကိုတိုက်ရိုက်ကြီးစေတဲ့အစားအစာတွေမဟုတ်ပါဘူးနော်တော်ကြကြရင်ကျွန်တော်ပြောလိုက်တော့ဟာစီများတာစားရင်ကင်ဆာပိုကြီးစေတယ်လို့ထင်သွားမှာဆိုလို့မဟုတ်ဘူးနော်စီများတာစားရင်အစာမကြေမှာဆိုလို့မစားခိုင်းတာအရင်မစားခိုင်းတာငံတာသွေးတိုးမှာဆိုလို့ဆက်တာဗိုက်နာမှာဆိုလို့ဝင်းရှုံးမှာဆိုလို့မစားခိုင်းတာဖြစ်ပါတယ်နောက်တစ်ခုကအချိုများလုံးတဲ့အစားအစာများအဲ့ဒါလေ